ဟိုးတော့လည်းဒီလိုနေဝင်တဲ့ချိန်တိမ်တောက်ရင်မြင်ကလေးကတော်တော်လှုပ်တယ်ဗျာနော်ကိုလည်းကိုယ်စီတော့မလှုပ်သေးပါဘူးဗျာဘေးမှာနိုင်ငံတွေက7 point ကျော်ကြီးလှုပ်နေတော့တော်တော်များများတွေ့ရတယ်ဗျမြင်ကလေးကလည်းဗီဇာရသွားပြီနဲ့တူပါတယ်ဗျာနော်မြန်မာနိုင်ငံကနေသွားလိုက်တာနိုင်ငံ9နိုင်ငံလောက်တော်တော်ပြင်းပြင်းနေလှုပ်တာတွေ့ရတဲ့သတင်းတွေတယ်ဗျာနော်အဲဒါကိုစရတော့ဂရုစိုက်ဗျအခုကတော့ဝါကောင်လဆိုပေမဲ့ရာသီဥတုကတော်သလင်းဖြစ်နေတယ်ဗျနေ့ဆိုတအားပူတယ်မနက်ဆိုရင်မြူတွေတန်းပြီးတော့တောင်ကိုတွေပိတ်တယ်ဒါပေမဲ့လေတိုက်ပုံတိုင်တွေကတော့ဝါဆိုဝါကောင်ပဲဗျာနော်ပြန်တိုက်နေပါတယ်ကျွန်တော်ကလူကြီးတွေပြောတော့ရေလေတရက်ရေဘယ်နှစ်ရက်ဆိုလားဗျာနော်ရင်တစ်ခါတော့လေကတစ်လာခွဲတိုက်တော့တယ်ခုလဲလေတိုက်နေတာ9ရက်လောက်ရှိပြီဗျာနော်တော်တော်တိုက်နေတယ်လို့အဲအကြောင်းမို့ဘာပဲဖြစ်ဖြစ်သဘာဝဥရုကတော့တော်လန်လို့မရဘူးဗျလွတ်ရလွတ်ကြောင်းလေးတွေရှောင်ရှားနိုင်မှမြင်ကလေးကတော့ရှောင်လို့မရဘူးဗျာနော်ရေဆိုတော့တချို့ယုံလာကြီးမတက်လို့ဖြည်းဖြည်းတက်ရင်တော့ရှောင်လို့ရသေးတယ်မြင်ကလေးကတော့ရှောင်လို့မရဘူးဘာလို့ဆိုတော့မြေကြီးတွေကနေဘလို့လာလို့လာမှမသိဘူးကုန်ပြိုးကြအောင်နောက်ထပ်လည်းဘယ်နေရာတွေစိုးရင်ရမလဲတော့မသိဘူးဗျာဥရုတွေဖောက်ပြန်တဲ့အားလုံးကိုချင်းစာတရားလေးနဲ့ပေါ့ဗျာရှိတာလေးမြတ်တာစားပြီးတော့ကျန်းကျန်းမာမာနဲ့နေနိုင်မှုသူတော်မေတ္တာပို့တာပါတယ်လို့